ကဘာကိုရောက်သွားခဲ့တယ်လို့မြောင်းမြကစိန်စိရေဝေလေလက်ဖြားမြကအေးစလို့တုံးရီဖွဲခြေလမ်းတွေကဖြည်းဖြည်းပြောခွေခဲ့ကိုပြီးလွာလို့တနေကုန်လိုက်မိခဲနှုတ်ဖျားတဲ့ရေစကားကတမျိုးတစ်ခုတည်းမမျော်လင့်ခဲ့ပါတဲ့စကားများသိခါတဲ့ရောက်ဆုံးပြီကွာကိုတွေ့ရတိုင်းငယ်ခရီးမဆက်တဲ့သူတို့ကတရားရဲ့ပြည့်တယ်လားစင်ကြခြင်းဟာချုံတော့ဖြစ်ချင်အောင်ထင်မှာဖြစ်ခဲ့သလားဒီမှာရှောင်းနေရတော့ချွေတိုင်းမဲ့ဒီအတန်လေးမကြတော့ပါရွယ်ခဲ့တော့လမ်းလေးမဆုံးနိုင်ရှာဘယ်စီပဲဝဲနာခုံလဲကိုမသိအမြင့်ဆုံးထိတ်မှကြောက်နဲ့ထဲခုံချမိသေသေးချာချာမင်းခေါ်ခဲ့စင်ကကိုညင်ကလေးခုလက်ထဲနောင်တာနာကျင်စောတာထွေးပိုင်လို့အမများနဲ့ခံစားမိုင်းတွေစောတာရဲ့ကြံခဲလေးတဲ့ကိုတွေးမြကတလွဲစပင်ကောင်းနေခဲငိုတန်တွေကိုမကြားရပေမဲ့မျက်ရည်ဝဲကကိုစကားများကြောင့်စိတ်ပြည့်ခံစားရမှာပဲဒါတွေးမိတဲ့ချိန်နောက်ပြန်တဲ့ခါမိခဲ့ပါတိုင်းမြုံလေးဆောက်တီကွာလေးမရှိတဲ့နုံတဲ့ဝါခီတိုင်းမှာမများတော့ပဲကင်းမလဲဘမလို့တော့မင်းလေးမဖြစ်စေနဲ့ဆုံးဖြတ်ချက်ချောရင်ဘဝတစ်ခုလေးပြူမှာဒီတော့နိုင်မျက်စိလဲလမ်းမတလားလမ်းပြောက်တာလားဒီအိမ်လေးကိုငိမ့်ပြီးမှဘယ်မတော်ဘူးဆွဲထားရှာဖြုတ်ချလို့ပြေးမိတာငါတကူကောင်းဖို့မင်းတို့ဥပိ္ပခထားဒီနိုင်ကိုမခင်တွေကတည်းကလင်းမရှိရလားမညာမငိုကယူကပြန်တန်းတာတေချာရဲနောင်တရကမှာကြောင့်နဲ့ထဲခုံချမိသေသေးချာချာမင်းခေါ်ခဲ့စင်ကကိုညင်ကလေးခုလက်ထဲနောင်တာနာကျင်စောတာထွေးပိုင်လို့အမများနဲ့ခံစားမိုင်းတွေစောတာရဲ့ကြံခဲလေးတဲ့ကိုတွေးမြကတလွဲစပင်ကောင်းနေခဲငိုတန်တွေကိုမကြားရပေမဲ့မျက်ရည်ဝဲကမြတ်ကြောင့်စိတ်ပြည့်ခံစားရမှာပဲဒါတွေးမိတဲ့ချိန်နောက်ပြန်တဲ့ခါမိခဲ့ပါတိုင်းမြုံလေးဆောက်တီသွားချီလူချင်းလည်းမဲနဲ့ချောကလို့လည်းနေတွေမှာလေးလို့ချုပ်ကိုဟကရောက်ရဲ့ပါမိမလေးနဲ့ညတွေကလေး